ဒီနေ့ပရိသတ်တွေလည်းမေးထားတဲ့အကြောင်းအရာတစ်ခုပေါ့နော်ကျွန်တော်အိမ်ရိုးရနတ်အပေါ်အမြင်30ချက်လေးသုံးပြမယ်ကျွန်တော်တခြားရိုးရနတ်ကိုမပြောကျွန်တော်ရဲ့မွန်ရိုးရနတ်ကျွန်တော်ဆိုရင်ဝါခယူရိုးရနတ်မွန်နတ်ပေါ့ကျွန်တော်အမေတွေအဖေတွေခေတ်ကလေးကရိုးရနတ်ကိုကိုးကွယ်လာတာရိုးရနတ်ကိုးကွယ်တဲ့ခါကျတော့ဘာတွေမြင်ရလဲဆိုရင်အဖေတို့ရှိတုန်းကဆိုရင်ခြားလာတဲ့ချိန်ဒီရိုးရနတ်ကိုအကောင်ညင်းတက်တက်နဲ့ပူဇော်ရတယ်သားပါဒါကပူဇော်တက္ကရာပြုတာပဲဒါမဲ့နာ3-4နှစ်ကြာလို့ရှိရင်ရိုးရနတ်ကိုကာရပြန်ပြီကာပြီးလို့ရှိရင်ဒီရိုးရနတ်ကြော်တွေကပွဲပြီးခံနေရရင်ငှက်ပြောပင်တွေပါတွေခုတ်မယ်ပြီးရင်ဓာတ်ထောက်မယ်နင်တို့ကအောင်မလားပေါ့ကောက်မစင်သူတို့ကအဖိုးနဲ့တတ်သိပြုတ်လိုက်တယ်ဒါကတစ်ခုနောက်တစ်ခုကကျွန်တော်တိအချက်သွေးမိတာပေါ့နော်ဒီရိုးရနတ်လို့ပြောကြတဲ့ကသူတို့ကရိုးရနတ်ဆိုရင်တဲ့မိမိရဲ့အဖိုးတွေပူတာပေါ့ရိုးရနတ်ဝင်တဲ့လူကပူတဲ့ခါကျတော့ငါကနေတို့ဖိုးနေတို့ဖိုးပဲခစ်ကြတဲ့ကဆိုတော့တကယ်သွေးမိလို့ရှိရင်ကျွန်တော်တို့သိသွားတယ်ကျွန်တော်ဖိုးတွေကမကျွတ်လို့လားနောက်တစ်ခုကရောဒီအမြဲတမ်းဝင်ပူတိုင်းဒီဖိုးတွေဝင်ပူနေစားဒီဖိုးတွေကကျွန်တော်ဖုန်ကြီးရေဆက်ချတိုင်းမကျွတ်ဘူးလားမကျွတ်ပါနဲ့ကျွန်တော်တို့လိုက်ပြီးဆောက်ရှောက်နေတာလားဒါမျိုးတွေးမိတယ်အဓိကပြောချင်တာကကျွန်တော်တို့ကဒီကျွန်တော်တို့ဆိုရင်အခုအဖေဆုံးပြီလို့25နှစ်ရိုးရဖိုးလဲကျွန်တော်တို့မပြစ်ထားဒါမဲ့ဘာဖြစ်လဲကျွန်တော်တို့ဒီအဖိုးကိုမေတ္တာပို့တယ်ဆုတောင်းပေးတယ်ကျွန်တော်တရားရှိတဲ့ဟာတွေဒါနအဖြစ်နဲ့အလှူဒါနတွေလုပ်ပေးတယ်ပြဖိုးနာမည်နဲ့ရည်စက်ချပေးတယ်မိဆန်ရိုးရဖားဆန်ရိုးရနာမည်နဲ့ရည်စက်ချပေးအဲ့တော့ကျွန်တော်မှာကျွန်တော်ဆိုရင်ရိုးရနတ်ကခြင်းအမျိုးတွေကင်ပဲသွားတာကိုယ်တိုင်ကရိုးရနတ်ကိုအိမ်မှာရှိလာလို့မရင်အိမ်ကဖိုးမြတ်တာပို့တဲ့တော့အဖိုးတော့မရှိနေဘူးဘေးဒုက္ခရောက်လာဆိုရင်မရောက်ခဲ့ဘူးဒါပေမဲ့လူစရာကိုပူဖြားနာတာရှိနေမယ်အဲတော့ဒီရိုးရနတ်ကြီးကိုတအားကြီးကျွန်တော်တို့မိတွေဖားတွေဆိုရင်ရှိတုန်းကဆိုရင်နေတော့မှာတစ်ခုမလုံးနဲ့ဒီရိုးရဖိုးတွေကကင်လိုက်မယ်အဖိုးတွေကလှုပ်လိုက်မယ်ဒါကျွန်တော်အများကြီးလေးလာဘူးလေလေးလာတဲ့ထဲမှာပထမဆိုကျွန်တော်ဗာတွေ့လဲဆိုရင်ဒီကျွန်တော်တွေကမိဘတွေကဥပမာနိုင်ငံခြားသွားလို့ရှိရင်အဖိုးကတော့မယ်အဖိုးတော့တိတ်မှတ်ပြုတ်မယ်အဖိုးတို့ဆောက်ရှောက်ပေးမယ်ဒီယူဆတွေရှင်ပြုရဟန်းခန့်တွေပေါ့အမျိုးမျိုးဖြစ်အဲ့တော့ကျွန်တော်ရဲ့အမြင်ပရိသတ်ရဲ့အမြင်နဲ့ကျွန်တော်အမြင်တော့ကွာလိုက်မယ်ကျွန်တော်တို့ဆိုရင်ဒီအိမ်ရိုးရအဖိုးတွေကိုကျွန်တော်မြတ်တာပဲပို့တယ်ဒီတရားရှိတာလေးကိုပဲကျွန်တော်အလှူဒါနပြုလုပ်ပြီးတော့ရေစက်ချမျှဝေပေးတယ်ဒါကျွန်တော်ရဲ့ခံယူချက်အဲ့တော့ကျွန်တော်ပြောတယ်နေရာသားယောက်ျားလေးဖြစ်ပြီးတော့တဲ့ရိုးရအဖိုးမယူတာကျွန်တော်မယူတာမဟုတ်ဘူးအဖိုးလိုနှိပ်ပြီးပိတ်တာမဟုတ်ကျွန်တော်စိတ်ထဲမှာကျွန်တော်ဒီမိဆန်ရိုးရဖားဆန်ရိုးရအရင်တုန်းကလည်းယုံကြည်ကိုးကွယ်မှုတယ်ယုံကြည်ခဲ့တယ်ပူဇော်တက္ကရာပြုတယ်ကိုးကွယ်တယ်တော့မပေါ့နော်ဒီနောက်ပိုင်းဒီဘာကြောင့်ဆရာတော်ကြီးတရားတို့ကျန်တဲ့တရားတွေနားရများတဲ့ခါကျနည်းနည်းပါးအသိမြင်တွေကျဲလာတယ်ကျဲတဲ့ခါကျတော့ကျွန်တော်တို့ကဒီဗုဒ္ဓလမ်းစဉ်တိုင်းမလိုက်နိုင်တော့မှမေတ္တာပို့တာခြင်းကျွန်တော်လုပ်တဲ့အတွက်အခုဒီနေရတာလည်းအဆင်ပြေဒါပေမဲ့တကယ်တမ်းကျတော့ဒီအဖိုးတွေကဘယ်ကနေလာလဲဆိုတာလည်းကျွန်တော်မသိဘူးဥပမာသိရတဲ့ကျွန်တော်ဖိုးတွေကပဲကားလို့ရှိဝင်ပူးနေဆိုသူတို့တော့မကျွတ်တယ်ဘူးလားကျွန်တော်တော့အမြဲတမ်းလေးလာတယ်ကျွန်တော်တို့လေးလာတဲ့ဆိုရိုးရဖိုးကားတဲ့ခါကျတော့ဒီတက္ကရာမှာကလမိုင်းမှာကျွန်တော်တို့တံပစက်မှာကျတော့ဒီကျွန်တော်တို့ငယ်ချင်းနဲ့နာမည်တူတဲ့မောင်အေးတရားပထားပါတော့မောင်အေးကဒီတံပစက်ကကာရမှာကလမိုင်းဘက်မှာလမိုင်းဘက်ကရိုးရဖွားကြီးတွေကဝင်ပူးတဲ့ခါကျတော့မောင်အေးရဲ့အဖေပေါ့ငါအဖေဆိုတော့ဒီရိုးရဖွားကြီးကလည်းဝင်ပူးတဲ့ထဲမှာတော့မောင်အေးကို तू ကမတွေ့ဘူးလားအဲ့တော့သူ့လမိုင်းရွာမှာရှိတဲ့မောင်အေးကိုပဲ तू ကဒီတံပစက်ကမောင်အေးထင်ပြီးတော့ဝင်ပူးပြီးတော့ငါသားအဖိုးသတိရတယ်ပေါ့ပြောတာဒါပေမဲ့ခဏကြာတော့ငါဖိုးမဟုတ်တာ
ဒီနက်ကြော်တွေကရိုးရတွေကငါတို့လိမ်ပြီးထဲ့သွားတယ်ဆိုတာပဲသူ့အတူရဲ့တစ်ခုတွေသူမြင်သွားတာဒါကတိတ်ချက်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်အဖေပေါ့တေးပြီးတော့ဝင်ပူးတာပေါ့ငိုပြတယ်ငိုပြတော့သူမြင်ငါဖေတေးတော့အိမ်မပြီးဘူးဘာဖြစ်လို့လဲငိုပြနေဘာဖြစ်လဲတယောက်ဆောင်ပြီးပြန်ပေါ့ဒါပေမဲ့အဖေရှိတော့ငါအဖေကိုခေါ်ခဲ့တဲ့နာမည်နဲ့ဒီတေးတဲ့လူဝင်ပူးတဲ့နာမည်မတူဘူးမတူဖြစ်လို့ဒီအိမ်ရိုးရတွေကိုကျွန်တော်မိဆိုင်ရဖဆိုင်ရိုးရပြောနော်ကျွန်တော်ပြောတာကျန်တဲ့ဒီနတ်တွေမပြောခိုင်းချရင်လေးပေါက်ရ40အောက်ကကွန်မန့်နဲ့တတ်နေမှာကျွန်တော်ကြတော့မြေတာပုတ်ပေးတယ်တီးတက်ထားပေးတယ်အဲ့ဒါကျွန်တော်အဆင်ပြေတယ်ပုတ်ကိုတည်းလည်းအဆင်ပြေတယ်ပြိတ္တတွေရောနောက်ဒီမေးထားတဲ့မေးခွန်းတွေကိုပြန်ဖြေဖို့တော့ကျွန်တော်အချိန်တွေအများကြီးပေးရပါတယ်အဲ့တော့ကျွန်တော်ကဆရာလည်းမဟုတ်ပါဘူးလိလာတမဟုတ်ပါပဲဘဝမှာကိုတွေးကြုံခဲ့တဲ့ဒီအိမ်ရိုးရဖိုးရဲ့ပြဿနာကိုပြောပြတာပါတချို့ကမစွတ်လို့ရဲဘူးထိခိုက်တယ်ဆိုတာကိုယ်တိုင်ရဲ့မနေ့ပြန်ကိုကဖြစ်ရမယ့်အချိန်ခုနဲ့ကိုစွတ်လိုက်လက်ရာကကြုံသွားလို့ရှိရင်ဖြစ်တတ်တဲ့အရာတွေအဲ့တော့ကျွန်တော်မိဘူးတဲ့အရွရဖိုးကိုကျွန်တော်မေတ္တာပို့တယ်အများဝေတယ်6လတစ်ချိန်လည်းဘာမလုပ်ပါဘူးတနေ့တစ်ချိန်လည်းဘာမလုပ်ပါဘူးကျွန်တော်တရားရှိလို့ရှိရင်ကျွန်တော်တက်တီတွေကပ်ပေးတယ်မိဆိုင်ရွရဖားဆိုင်ရွရတယ်အဲ့တော့ practice တွေမြန်မာရောဘယ်လိုရှိလဲဆိုတာ comment လေးတွေရေးခဲ့ပြီနော်နောက်လဲကျွန်တော်အားသလိုဒီနဲ့ကိုရီးကြုံတဲ့အရာတွေကိုထပ်ပြောပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်